အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျွန်မငငယ်ကလေးကကြိုက်ခဲ့ရတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ The Lion King ဇာတ်လမ်းလေးကို recap လုပ်ပေးတော့မှာဖြစ်ပါတယ်ဇာတ်လမ်းအစမှာရင်မြင်တွေ့ရတာကတော့အာဖရိကရဲ့ခမ်းညားလှတဲ့တဘာဝအလှတရားတွေနဲ့အတူ Circle of Life ဆိုတဲ့သချင်းသံလေးပါပဲတော့ဘရင်မူဖာဆာရဲ့တာဦးလေးစင်ပါကိုတော်တော်လုံးကတရဝါတွေကလာပြီးတော့အယိုသေးပေးကြပါတယ်မြောက်ကြီးရာဖီကီကအစင်ပါလေးကိုမြောက်ပြလိုက်တဲ့အချိန်ကောင်းကင်ကအလင်းတန်းလေးကြာဆင်းလာတဲ့အခန်းဟာတကယ်ကိုရှင်သက်ရှုမောစရာပါဒါဟာမျိုးစစ်တဲ့ဘရင်လောင်းရဲ့အောင်ပွဲခံတဲ့ခိုက်တံပေါ့စင်ပါကိုတော်တော်လုံးကကြိုစုံနေကြပေမဲ့အဲ့ဒီပွဲကိုမတက်ဖဲနဲ့အမောင်ထဲမှာကြံစီနေသူကတော့မူဖာဆာရဲ့ညီစင်ပါရဲ့ဦးလေးကြီးစကာပါပဲ